စာလံကျန်အခန်းကြီး35စာလံကျန်အခန်းကြီး35သည်ရန်သူလက်မှကယ်လွတ်ဖို့ပထနာအကြောင်းဖြစ်သည်အခန်းငယ်1အိုးထာဝရဘုရားအကျွန်ုပ်၌စန့်ကျင်ဘက်ပြုသောသူတို့ကိုစန့်ကျင်ဘက်ပြုတော်မူပါအကျွန်ုပ်ကိုစစ်တိုက်သောသူတို့ကိုတိုက်တော်မူပါဒိုင်းလွှားကိုကင်၍အကျွန်ုပ်ကိုကူညီခြင်းကထတော်မူပါအကျွန်ုပ်ကိုလိုက်သောသူတို့ရှေ့၌လှံတော်ကိုရွယ်၍စီးတားတော်မူပါငါသည်တင်၌ချမ်းသာပေးသောသူပေတီးဟုအကျွန်ုပ်၏ဝိညာဉ်အားမိန့်တော်မူပါအကျွန်ုပ်အသက်ကိုရှာသောသူတို့သည်အဆက်ကွဲ၍မျက်နှာပြတ်ကြပါစေသောအကျွန်ုပ်ကိုအန္တရာယ်ပြုမည်ဟုကြံစီသောသူတို့သည်လှန်ခြင်းကိုခံရ၍ဆက်ကြောက်ခြင်းသို့ရောက်ကြပါစေသောထိုသူတို့သည်လေတိုက်သောဖွဲကဲ့သို့ဖြစ်ကြပါစေသောထာဝရဘုရား၏တမန်သည်လည်းသူတို့ကိုလဲပါစေသောသူတို့သွားသောလမ်းသည်မိုက်သောလမ်းချောသောလမ်းဖြစ်ပါစေသောထာဝရဘုရား၏တမန်သည်လည်းသူတို့ကိုလိုက်ပါစေသောအကြောင်းမရှိဘဲအကျွန်ုပ်အဖို့ကြော့ကွင်းကိုဝတ်ထားကြပါပြီအကြောင်းမရှိဘဲကျွန်ုပ်အသက်ကိုတက်เสียဖို့တွင်းကိုတူးကြပါပြီထို့သောသူသည်အမတ်တမဲ့ပျက်စီးခြင်းသို့ရောက်ပါစေသောမိမိဝတ်ထားသောကြော့ကွင်းသည်မိမိကိုကြော့မိပါစေသောမိမိတွင်းထဲသို့မိမိကြပါစေသောတို့ဖြစ်လျင်ငါ၏ဝိညာဉ်သည်ထာဝရဘုရားကိုအမိပြု၍ဝမ်းမြောက်ခြင်းရှိလိမ့်မည်ကယ်တင်တော်မူခြင်းအကြောင်းကိုလည်းအမိပြု၍စိတ်ရွှင်လန်းမြူတူခြင်းရှိလိမ့်မည်အကျွန်ုပ်အယိုးရှိသမျှတို့ကလည်းအိုထာဝရဘုရားအစိုးတရားပြုသောသူ၏လက်မှဆင်းရဲသားတို့ကိုနှုတ်တော်မူ၍လူယူဖြစ်စည်းတတ်သောသူ၏လက်၌ဆင်းရဲငတ်မွတ်လျက်ခံရသောသူကိုချမ်းသာပေးတော်မူတတ်သောကိုယ်တော်နှင့်အဘယ်သူတူပါသနည်းဟုလျှောက်ဆိုကြမည်မမှန်သောတသက်တို့သည်ပေါ်လာ၍ငါမသိသောပြစ်မှုတို့ကိုငါပေါ်မှတင်ကြ၏ငါပြုသောကျေးဇူးအတွက်ငါအသက်ကိုစွန့်ပစ်ခြင်းဖြစ်သောမကောင်းသောအရာကိုဆက်ပေးကြ၏ငါမူကားသူတို့၌အနာရောဂါဆွဲသောအခါချော်တေအဝတ်ကိုဝတ်ဆင်လျက်အစာကိုချောင်၍ချိုးချံစွာကျင့်လေ၏အကျွန်ုပ်ပတနာပြုသောအခါကျွန်ုပ်ရင်ဝင်ကိုမျက်နှာပြုလျက်ဆုတောင်းလေ၏သူတို့ကိုငါ၏မိတ်ဆွေငါ၏ညီအကိုကဲ့သို့သဘောထား၍ငါဆုတောင်းပတနာပြု၏ကိုအမိကဲ့သို့ငိုကြွေးပူဆွေးလျက်တမိုင်မိုင်နေလေ၏ငါလဲသောအခါသူတို့သည်ဝမ်းမြောက်၍စုဝေးကြ၏ငါမသိသောသူတို့သည်မနာတမ်းငါကိုဆွဲဖြတ်ကြ၏ပွဲ၌ခစားတတ်သောလူဆိုးတို့နီးတူငါကိုအံသွားခဲကြိတ်ကြ၏အိုထာဝရဘုရားအဘယ်မျှကာလပတ်လုံးကြည့်ရှု၍နေတော်မူမည်နည်းအကျွန်ုပ်အသက်ကိုသူတို့ပြုသောဘေးဥပမာ၎င်းအကျွန်ုပ်အချစ်ဆုံးကိုရှင်သေးတို့မှ၎င်းကယ်လွတ်တော်မူပါကျေးဇူးတော်ကြီးလာပါ၏ဟုမဟာပရိသတ်အလယ်မှာအကျွန်ုပ်ဝန်ခံပါမည်များစွာသောလူစုတွင်ကိုတော်ကိုချီးမွမ်းပါမည်မဟုတ်မမှန်ပဲအကျွန်ုပ်ကိုရံပတ်ပြုသောသူတို့သည်အောင်ပွဲကိုမခံကြပါစေနှင့်အကြောင်းမရှိဘဲအကျွန်ုပ်ကိုမုန်းသောသူတို့သည်လည်းမျက်စိဆွေပြခြင်းကိုမပြုကြပါစေနှင့်အကြောင်းမူကားသူတို့သည်အမှုငြိမ်းစေသောစကားကိုမပြောကြပါငြိမ်ဝတ်စွာနေသောပြည်သားတို့တစ်ဖက်၌လှုပ်ဝက်သောအမှုများကိုကြံစီကြပါ၏အကျွန်ုပ်ကိုပါဇက်ဟာ၍အေးဟေအေးဟေငါတို့သည်ကိုမျက်စိနှင့်မြင်ရပြီဟုဆိုကြပါ၏အိုထာဝရဘုရားကိုတော်သည်သိမြင်တော်မူ၏အိုဘုရားရှင်တိတ်ဆိတ်စွာနေတော်မူပါနှင့်အကျွန်ုပ်နှင့်ဝေးဝေးနေတော်မူပါနှင့်အကျွန်ုပ်၏ဘုရားသခင်အကျွန်ုပ်၏အရှင်အကျွန်ုပ်၌ရောက်သောမှုကိုစီရင်တော်မူမည်အကြောင်းကိုနှိုးဆော်၍ထတော်မူပါအကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားကိုတော်သည်ဖြောင့်မတ်တော်မူခြင်းနှင့်အညီအကျွန်ုပ်အမှုကိုဆုံးဖြတ်တော်မူပါသူတို့သည်အကျွန်ုပ်ကိုနိုင်၍ဝမ်းမမြောက်ကြပါစေနှင့်ငါတို့အလိုပြည့်စုံပြီဟုမအောက်မေ့ကြပါစေနှင့်ငါတို့သည်သူ့ကိုမျိုးပြီဟုမပြောကြပါစေနှင့်အကျွန်ုပ်၌ဘေးရောက်သည့်အကြောင်းကိုဝမ်းမြောက်သောသူအပေါင်းတို့သည်အဆက်ကွဲ၍မျက်နှာပြတ်ကြပါစေသောအကျွန်ုပ်တစ်ဖက်၌ကိုချီးမြှောက်တတ်သောသူတို့အပေါ်မှာ
အတရေပြက်ရှင်းနှင့်ရှက်ကြောက်ရှင်းတက်ရောက်ပါစေသောအကျွန်ုပ်၏ဟုတ်မှန်ရှင်းဘက်၌နေသောသူတို့သည်ရွှင်လန်းစွာသခြင်းဆို၍ဝမ်းမြောက်ကြပါစေသောမိမိကြုံ၌ချမ်းသာတိုးပွားခြင်းအကြောင်းကိုနှစ်သက်တော်မူသောထာဝရဘုရားသည်ဘုန်းကြီးတော်မူစေတည်းဟုသူတို့သည်အစင်မပြတ်မွတ်ဆိုကြပါစေသောအကျွန်ုပ်သည်လည်းကိုတော်၏ဖြောင့်မတ်တော်မူခြင်းအကြောင်းအရာကိုမွတ်ဆို၍အစင်မပြတ်ကိုတော်ကိုချီးမွမ်းပါမည်စာလံကျမ်းအခန်းကြီး35ပြီးပါပြီစာလံကျမ်းအခန်းကြီး36စာလံကျမ်းအခန်းကြီး36သည်ဆိုးရုပ်သောသူ၏သဘောအကြောင်းဖြစ်သည်အခန်းငယ်1ဘုရားသခင်ကိုကြောက်ရွံ့ရသောအကြောင်းသည်မတရားသောသူ၏မျက်စိ၌မထင်ဟုထိုသူပြုတတ်သောဒုစရိုက်ကိုငါထောက်၍သဘောကျ၏သူ၏အပြစ်ကိုတွေ့တော်မမူရွံရှာတော်မမူဟုကိုမျက်စိရှိ၌ကိုကောင်းသောအယောင်ကိုဆောင်တတ်၏သူပြောသောစကားသည်အာဓမစကားလှည့်စားသောစကားဖြစ်၏ကောင်းသောအကျင့်ကိုရှင်းစေတတ်သောပညာကိုစွန့်လေပြီအိယာပေါ်မှာမကောင်းသောအမှုကိုကြံစီတတ်၏မကောင်းသောလမ်းသို့အမြဲလိုက်၍ဆိုးရုပ်သောအကျင့်ကိုရွံရှာခြင်းမရှိအခန်းငယ်9အခန်းငယ်9သည်ထာဝရဘုရား၏မေတ္တာဂရုဏာတော်အကြောင်းဖြစ်သည်အိုထာဝရဘုရားဂရုဏာတော်သည်ကောင်းကင်သို့၎င်းသစ္စာတော်သည်မိုးတိမ်သို့၎င်းမိပါ၏ဖြောင့်မတ်တော်မူခြင်းတရားသည်ကြီးစွာသောတောင်ရိုးနှင့်တူပါ၏တရားစီရင်တော်မူချက်တို့သည်အလွန်နက်နဲရာဖြစ်ကြပါ၏အိုထာဝရဘုရားကိုတော်သည်လူနှင့်တိရစ္ဆာန်ကိုစောင့်မတော်မူ၏အိုဘုရားသခင်ဂရုဏာတော်သည်အလွန်မြတ်နိုးဖွယ်ဖြစ်ပါ၏ထို့ကြောင့်လူသားတို့သည်အတောင်တော်အရေးကိုခိုလုံလျက်နေရကြပါ၏အိမ်တော်၏ကြွယ်ဝခြင်းနှင့်ရောင်ရဲလျက်နေ၍ကိုတော်၏ချမ်းသာမြင့်ရည်ကိုတောက်စေခြင်းကအခွင့်ပေးတော်မူ၏အကြောင်းမူကားကိုတော်ထံမှအသက်ဆန်းရည်တွင်ရှိပါ၏အလင်းတော်ထဲမှအကျွန်ုပ်တို့သည်အလင်းကိုရကြပါ၏ကိုတော်ကိုတည်သောသူတို့အားဂရုဏာတော်ကို၎င်းဖြောင့်မတ်သောသူတို့အားဖြောင့်မတ်တော်မူခြင်းတရားကို၎င်းတည်မြဲတည်စေတော်မူပါမာန၏ခြေသည်အကျွန်ုပ်ကိုမနှင်းပါစေနှင့်မတရားသောသူတို့သည်အကျွန်ုပ်ကိုနေရာမရွှေ့ကြပါစေနှင့်ဒုစရိုက်ကိုပြုသောသူတို့သည်ထိုအရ၌ပင်လဲလျက်နေရကြပါ၏လဲခြင်းကိုခံရသောကြောင့်တဖန်ထခြင်းကမတတ်နိုင်ကြပါစာလံကျမ်းအခန်းကြီး36ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူအရောက်စီတိုင်းဘုရားသခင်သာ၍ကောင်းကြီးပေးပါစေအာမင်စာလံကျမ်းအခန်းကြီး30ခွန်စာလံကျမ်းအခန်းကြီး30ခွန်သည်မတရားသူနှင့်ဖြောင့်မတ်သူ၏ခြားနားမှုအကြောင်းဖြစ်သည်အခန်းငယ်1လူဆိုးတို့အကြောင်းကြောင့်စိတ်မပူနှင့်မတရားသဖြင့်ပြုသောသူတို့ကိုမညူဆိုနှင့်အကြောင်းမူကားသူတို့သည်မကြာမြင့်မီမြက်ပင်ကဲ့သို့ရိတ်ခြင်းကိုခံရ၍စိမ်းသောပြိုးပင်ညှိုးနွမ်းတကဲ့သို့ဖြစ်ရလိမ့်မည်ထာဝရဘုရားကိုခိုလုံ၍ကောင်းသောအကျင့်ကိုကျင့်လော့ပြည်တော်၌နေ၍သစ္စာတရားကိုကျက်စားလော့ထာဝရဘုရား၌မွေ့လျော်ခြင်းရှိလော့တို့ပြုလျင်စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကိုပေးတော်မူမည်ကိုယ်မှုရာကိုထာဝရဘုရား၌အပ်လော့ကိုယ်တော်ကိုကိုးစားလော့တို့ပြုလျင်စီရင်တော်မူမည်တင်းဤဖြောင့်မတ်ခြင်းအကြောင်းကိုအလင်းကဲ့သို့၎င်းမတရားသဖြင့်ပြုခြင်းအရာကိုမုန်းတဲ့ရောင်ကြည်ကဲ့သို့၎င်းဖော်ပြတော်မူမည်ထာဝရဘုရားရှေ့မှငြိမ်ဝတ်စွာနေ၍ကိုယ်တော်ကိုငန့်လင့်လော့မိမိအမှု၌အောင်တတ်သောသူမကောင်းသောအကြံစီတို့ကိုပြီးစီးစေတတ်သောသူ၏အကြောင်းကြောင့်စိတ်မပူနှင့်အမျက်မထွက်စေနှင့်ဒေါသကိုစွန့်ပယ်လော့ပြစ်မှားစေခြင်းကထိုက်တွန်းတတ်သောစိတ်မရှိစေနှင့်ပြစ်မှားသောသူတို့သည်ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်ထာဝရဘုရားကိုမျှော်လင့်သောသူတို့မူကားပြည်တော်ကိုအမွေခံရကြလိမ့်မည်ခဏကြာပြီးမှမတရားသောသူသည်မရှိရသူ၏နေရာကိုစစ်စစ်ချ၍မတွေ့ရစိတ်နှိမ်ချသောသူတို့မူကားပြည်တော်ကိုအမွေခံ၍များပြားသောညီသက်ရှင်၌ပျော်မွေ့မွေ့လျော်ကြလိမ့်မည်မတရားသောသူသည်ဖြောင့်မတ်သောသူတစ်ဖက်၌အကြံစီ၍အံသွားခဲကြိတ်တတ်၏
သို့တော်လဲသူ၏နေ့ရက်အချိန်ရောက်မည်ကိုဖျားရှင်သိမြင်၍သူ့ကိုပြုံးရတော်မူ၏မတရားသောသူတို့သည်ဆင်းရဲငတ်မွတ်သောသူတို့ကိုလှဲချခြင်းက၎င်းဖြောင့်မတ်စွာကျင့်သောသူတို့ကိုတက်ရှင်းက၎င်းဓားကိုထုတ်လျက်လေးကိုတင်လျက်နေတတ်ကြ၏သို့တော်လဲသူတို့ဓားသည်သူတို့နှလုံးထဲသို့ဝင်လိမ့်မည်သူတို့လေးသည်လည်းကျိုးကြလိမ့်မည်ဖြောင့်မတ်သောသူ၌နည်းသောဥစ္စာသည်မတရားသောသူတို့၌ကြွယ်ဝသောဥစ္စာထက်သာ၍ကျေးဇူးရှိ၏အကြောင်းမူကားမတရားသောသူ၏လက်ယုံသည်ကျိုးရလိမ့်မည်ဖြောင့်မတ်သောသူကိုကထာဝရဘုရားမဆတော်မူ၏ဖြောင့်မတ်သောသူတို့၏နေ့ရက်ကာလကိုထာဝရဘုရားသိမှတ်တော်မူ၍သူတို့၏အမွေဥစ္စာသည်အစဉ်အမြဲတည်လိမ့်မည်သူတို့သည်ခဲရင်သောကာလ၌မျက်နှာမပြတ်အစာခေါင်းပါသည့်ကာလ၌ဝါစွာစားရကြ၏မတရားသောသူတို့မူကားပျက်စီးခြင်းသို့ရောက်ရကြမည်ထာဝရဘုရား၏ရန်သူတို့သည်ကျက်စားရာအရက်၏အတရီကဲ့သို့ဆုံး၍မိကိုဖြစ်လျက်ကွယ်ပြောက်ကြလိမ့်မည်မတရားသောသူသည်ချေးငှား၍မဆက်ဘဲနေတတ်၏ဖြောင့်မတ်သောသူမူကားတနာသောစိတ်ရှိ၍ပေးတတ်၏ကောင်းကြီးပေးတော်မူခြင်းကိုခံရသောသူသည်ပြည်တော်ကိုအမွေခံရလိမ့်မည်ကျိန်တော်မူခြင်းကိုခံရသောသူမူကားပယ်ရှင်းခြင်းသို့ရောက်ရလိမ့်မည်ကောင်းသောသူ၏ရှေရာတို့ကိုထာဝရဘုရားသည်ပဲ့ပြင်၍သူတော်ရလမ်းကိုနှစ်သက်တော်မူ၏ထိုသူသည်လဲတော်လဲဆုံးရသို့မရောက်ရအကြောင်းမူကားထာဝရဘုရားသည်သူ၏လက်ကိုကင်မတော်မူ၏ဖြောင့်မတ်သောသူသည်စွန့်ပစ်ခြင်းကိုခံရသည့်အကြောင်းသူ၏သားမြေးတို့သည်တောင်းစားရသည့်အကြောင်းကိုငါသည်အသက်ပြိုသည့်ကာလမှစ၍အိုသည့်တိုင်အောင်မမြင်စဘူးသူသည်အစဉ်တနာသောစိတ်ရှိသည်နှင့်သူတစ်ပါးတို့အားချေးငှားတတ်သည်ဖြစ်၍သူ၏သားမြေးတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြ၏ဒုစရိုက်ကိုလွှဲချောင်၍သူစရိုက်ကိုပြုလော့သူပြုလျင်အစဉ်အမြဲနေရလိမ့်မည်ထာဝရဘုရားသည်တရားကိုနှစ်သက်တော်မူ၏မိမိတန်ရှင်းသူတို့ကိုလည်းစွန့်တော်မမူသူတို့သည်စောင့်မတော်မူခြင်းကိုအစဉ်အမြဲခံရကြလိမ့်မည်မတရားသောသူ၏သားမြေးတို့မူကားပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်ဖြောင့်မတ်သောသူတို့သည်ပြည်တော်ကိုအမွေခံ၍အစဉ်အမြဲနေရကြလိမ့်မည်ဖြောင့်မတ်သောသူ၏နှုတ်သည်ပညာကိုမွတ်ဆိုတတ်၏သူ၏ခြားသည်လည်းတရားသောစကားကိုပြောဆိုတတ်၏ထာဝရဘုရား၏တရားတော်သည်သူ၏စိတ်နှလုံးထဲမှတည်သည်ဖြစ်၍သူသွားသောအခါမလျှော်လဲရမတရားသောသူသည်ဖြောင့်မတ်သောသူကိုချောင်းမြောင်း၍တတ်ရှင်းကာရှာကြံတတ်၏သို့တော်လည်းထာဝရဘုရားသည်ထိုသူ၏လက်၌ဖြောင့်မတ်သောသူကိုစွန့်ပစ်တော်မူမည်မဟုတ်အစစ်ခံရသောအခါအပြစ်စီရင်တော်မူမည်မဟုတ်ထာဝရဘုရားကိုမျှော်လင့်၍လမ်းတော်ကိုခြောက်သွားလော့ပြည်တော်ကိုအမွေခံရသောအခွင့်နှင့်ချီးမြှောက်တော်မူမည်မတရားသောသူတို့ဆုံးရှုံးခြင်းကိုတင်သည်ကြည်မြင်ရလိမ့်မည်မတရားသောသူသည်အစိုးတရားပြု၍ပေါက်ရင်းအရက်မှကြီးပွားသောတစ်ပင်လန်းလန်းရှိတဲ့ကဲ့သို့ကိုပြန့်ပွားစေသည်ကိုငါမြင်ရတော်လေနောက်တစ်ဖန်သူသည်ရွေ့သွား၍ကွယ်ပြောက်၏သူကိုလည်းငါရှာ၍မတွေ့ရစုံလင်ခြင်းတရားကိုစောင့်ရှောက်လော့ဖြောင့်မတ်ခြင်းတရားကိုကြည့်ရှုဆင်ခြင်လော့ထိုသို့ပြုသောသူသည်အဆုံး၌ငြိမ်သက်ခြင်းကိုခံစားရလိမ့်မည်ပြစ်မှားသောသူအလုံးတို့သည်ပျက်စီးခြင်းသို့ရောက်၍မတရားသောသူတို့သည်အဆုံး၌ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်ဖြောင့်မတ်သောသူတို့၏ကယ်တင်ခြင်းအမှုကိုထာဝရဘုရားစီရင်တော်မူ၏ဘေးရောက်သည့်ကာလ၌သူတို့ခိုလုံရာဖြစ်တော်မူ၏ထာဝရဘုရားသည်သူတို့ကိုမဆကယ်တင်တော်မူမည်ယုံကြည်ခိုလုံသောကြောင့်မတရားသောသူတို့လက်မှနှုတ်ယူကယ်တင်တော်မူမည်စာလံကျမ်းအခန်းကြီး39ပြီးပါပြီစာလံကျမ်းအခန်းကြီး38စာလံကျမ်းအခန်းကြီး38သည်တနာရှင်ဂရုဏာခံစားဖို့အပြည့်ဝင်ချခြင်းအကြောင်းဖြစ်သည်အခန်းငယ်1အိုထာဝရဘုရားအမျက်တော်ထွက်၍အကျွန်ုပ်ကိုပြစ်တင်တော်မမူပါနှင့်ပြင်းစွာသောစိတ်တော်ရှိ၍ဆုံးမတော်မမူပါနှင့်မြားတော်တို့သည်အကျွန်ုပ်၌ဆူးဝင်၍လက်တော်သည်အကျွန်ုပ်ကိုနှိပ်လျက်ရှိပါ၏
အမျက်တော်ထွက်သောကြောင့်ကျွန်ုပ်အသားသည်ကျမ်းမာခြင်းမရှိပါဒုစရိုက်အပြစ်ကြောင့်အယိုးများထဲကတက်တာခြင်းမရှိပါကျွန်ုပ်ပြုမိသောဒုစရိုက်တို့သည်ကျွန်ုပ်ခေါင်းကိုလွှမ်းမိုး၍လေးသောဝန်ကဲ့သို့ကျွန်ုပ်မထမ်းနိုင်အောင်လေးကြပါ၏ကျွန်ုပ်မိုက်သောအမှုကြောင့်အနာတို့သည်နံစော်၍ရည်ရွယ်လျက်ရှိကြပါ၏ကျွန်ုပ်သည်ပြင်းထန်စွာခံရ၍အလွန်နှိမ့်ချလျက်ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက်တစ်နေ့လုံးသွားရပါ၏ကျွန်ုပ်ခါးသည်ပူလောင်သောအနာဆွဲ၍အသားသည်လည်းကျန်းမာခြင်းမရှိပါနှုံနှဲခြင်းကြေကွဲခြင်းရှိ၍စိတ်နှလုံးရှုပ်ထွေးခြင်းကြောင့်ညည်းညူရပါ၏အိုဖျားရှင်ကျွန်ုပ်လိုရှိသမျှသည်ရှေ့တော်၌ထင်ရှားပါ၏ကျွန်ုပ်ညီးတွားခြင်းကိုလည်းအကျွမ်းမဲ့သိတော်မူ၏ကျွန်ုပ်၏နှလုံးတုန်လှုပ်၍ခွန်အားလဲကုန်ပါပြီမျက်စိအလင်းလဲကွယ်ပြောက်ပါပြီကျွန်ုပ်၏အဆွေခင်ပွန်းအပေါင်းအဖော်တို့သည်ကျွန်ုပ်အနာရောဂါကြောင့်ဝေဝေရက်လျက်ပေါက်ဖော်တို့သည်လည်းရှောင်လျက်နေကြပါ၏ကျွန်ုပ်အသက်ကိုရှာသောသူတို့သည်ကြော့ကွင်းများကိုထောင်ထားကြပါ၏ကျွန်ုပ်၌အပြစ်ပြုခြင်းအခွင့်ကိုရှာသောသူတို့သည်တစ်နေ့လုံးမနာလိုသောစကားကိုပြော၍မကောင်းသောပရိယေကိုကြံစီကြပါ၏ကျွန်ုပ်မူကားနားပင်သူကဲ့သို့မကြားနှုတ်ကိုမဖွင့်တတ်သောလူကဲ့သို့ဖြစ်ပါ၏နားမကြားပြန်၍မငြင်းနိုင်သောသူကဲ့သို့ဖြစ်ပါ၏အကြောင်းမူကားအိုထာဝရဘုရားကိုယ်တော်ကိုကျွန်ုပ်ကိုးစားပါ၏ကျွန်ုပ်၏အရှင်ဘုရားသခင်ကိုယ်တော်သည်ပြန်ပြောတော်မူမည်သို့မဟုတ်သူတို့သည်ကျွန်ုပ်မှုမှာဝမ်းမြောက်ကြပါလိမ့်မည်ကျွန်ုပ်သည်ရှေချော်သောအခါကျွန်ုပ်တစ်ဖက်၌ကိုချီးမြှောက်ကြပါလိမ့်မည်ဟုလျှောက်ပါပြီကျွန်ုပ်လဲလူသည်ဖြစ်၍ကိုဆင်းရဲခြင်းကိုအစဉ်အောက်မေ့လျက်နေရပါ၏ကိုအပြစ်ကိုဖော်ပြပါ၏ပြစ်မှားမိသောကြောင့်စိတ်ပူပန်ခြင်းရှိပါ၏ကျွန်ုပ်၏ရန်သူတို့ကကြမ်းမာလျက်ခွန်အားကြီးလျက်ရှိကြပါ၏ကျွန်ုပ်ကိုမဟုတ်မမှန်ပဲမုန်းသောသူတို့ကများပြားကြပါ၏ကျွန်ုပ်သည်ကျေးဇူးတရားကိုကြိုးစား၍ကျင့်သောကြောင့်ကျေးဇူးအတွက်အပြစ်ပြုတတ်သောသူတို့သည်ကျွန်ုပ်ကိုရန်ဘက်ပြုကြပါ၏အိုထာဝရဘုရားကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်ကျွန်ုပ်၏ဘုရားကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်ကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားရှင်ကျွန်ုပ်ကိုမဆခြင်းကအလင်းအမြန်ကြွလာတော်မူပါစာလံကျမ်းအခန်းကြီး38ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူအရောက်စီတိုင်းဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်စာလံကျမ်းအခန်းကြီး39စာလံကျမ်းအခန်းကြီး39သည်တောကားရောက်စဉ်အပြည့်ဝင်ရှာခြင်းအကြောင်းဖြစ်သည်အခန်းငယ်1ငါသည်စကားဖြင့်မျှမပြစ်မှားမိအကြောင်းကိုအကျင့်ကိုသတိပြုမိမတရားသောသူသည်ငါရှေ့မှရှိစဉ်ငါသည်ကိုနှုတ်ကိုချီနှောင်မည်ဟုငါပြောထား၏စကားမပြောဘဲအလျက်နေ၏ကောင်းသောအရာကိုပင်မပြောထိုသို့နေစဉ်ငါသည်စိတ်ညစ်ညူးခြင်းရှိ၏ကိုယ်ထဲမှနှလုံးပူဆွေးခြင်းရှိ၏ငါညှိတွားစဉ်မီးလောင်လေ၏ထိုအခါငါသည်နှုတ်မြွတ်၏အိုထာဝရဘုရားကျွန်ုပ်သည်ကိုပြတ်တတ်သောသဘောကိုသိရပါမည်အကြောင်းကျွန်ုပ်၏လမ်းဆုံးကို၎င်းကျွန်ုပ်၏အသက်အပိုင်းခြားကို၎င်းသိစေတော်မူပါကျွန်ုပ်အသက်တာကိုတမိုက်မြသာခန့်ထားတော်မူပြီကျွန်ုပ်အရွယ်သည်ရှေ့တော်၌ဘာမှမဟုတ်တကဲ့သို့ဖြစ်ပါ၏အကယ်စင်စစ်လူမြည်သည်ကလူ၏အထွတ်အထိပ်သို့ရောက်တော်လဲအနတ္တတသက်ဖြစ်ပါ၏အကယ်စင်စစ်လူသည်အရိပ်၌သာကျင်လည်ပါ၏အကယ်စင်စစ်လူတို့သည်အကျိုးမဲ့ပင်ပန်းကြပါ၏ဥစ္စာကိုစီးဘူးတော်လဲအဘယ်သူရအံ့သည်ကိုမသိရပါအကြောင်းမူကားကျွန်ုပ်သည်အဘယ်သို့မျှော်လင့်ရပါမည်နည်းအိုထာဝရဘုရားကိုယ်တော်၌သာမျှော်လင့်เสียအကြောင်းရှိပါ၏ပြစ်မှားမိသမျှသောအပြစ်တို့မှကျွန်ုပ်ကိုလွတ်တော်မူပါမိုက်သောသူတို့၏ကဲ့ရဲ့ခြင်းကိုခံစေတော်မမူပါနှင့်
ကိုတော်စီရင်တော်မူရာဖြစ်သောကြောင့်အကျွန်ုပ်ပြောเสียမရနှုတ်ကိုမဖွင့်ဘဲနေရပါ၏အကျွန်ုပ်ကိုဒဏ်ခတ်တော်မမူပါနှင့်အောင်လက်တော်အောက်၌ဆုံးမခြင်းကိုခံရ၍အားကုန်ပါပြီကိုတော်သည်လူတို့အပြစ်ကြောင့်ဆုံးမ၍ဒဏ်ခတ်တော်မူလျင်ပိုးရဖြတ်တတ်တဲ့ကဲ့သို့လူတို့၏တင့်တယ်ခြင်းအတရေကိုပြေပြောက်စေတော်မူ၏အကယ်စင်စစ်လူခတ်သိန်းတို့သည်အနတ္တတသက်ဖြစ်ကြပါ၏အိုထာဝရဘုရားအကျွန်ုပ်ဆုတောင်းခြင်းပတ္ထနာကိုကြားတော်မူပါအကျွန်ုပ်အော်ဟစ်သောအတန်ကိုနားထောင်တော်မူပါအကျွန်ုပ်မျက်ရည်ကိုကြည်၍နေတော်မမူပါနှင့်ဘိုးဘေးအပေါင်းတို့ဖြစ်ဘူးတကဲ့သို့အကျွန်ုပ်သည်ရှေ့တော်၌ဧည့်သည်အာဂန္တုဖြစ်ပါ၏အကျွန်ုပ်သည်ရွေ့သွား၍မပြောက်မီတွင်တက်တာရမည်အကြောင်းမျက်နှာလွှဲတော်မူပါစာလံကျမ်းအခန်းကြီး39ပြီးပါပြီစာလံကျမ်းအခန်းကြီး40စာလံကျမ်းအခန်းကြီး40သည်ဘေးဒုက္ခမှကယ်လွတ်ခြင်းရ၍ကျေးဇူးတင်ရှိမွမ်းခြင်းအကြောင်းဖြစ်သည်အခန်းငယ်1ငါသည်ထာဝရဘုရားကိုစစ်စစ်မျှော်လင့်သည့်ကာလငါကိုမျက်နှာပြု၍ငါအော်ဟစ်သောအတန်ကိုကြားတော်မူ၏တစီရတွင်းနှင့်အလွန်ဆိုးသောရွှွန့်ထဲကငါကိုဆယ်နှုတ်ပြီးလျင်ငါခြေတို့ကိုကြောက်ပေါ်မှတင်၍ငါခြေရာတို့ကိုတည်စေတော်မူ၏ထို့သို့ငါတို့ဘုရားသခင်ကိုချီးမွမ်းရာသခြင်းတစ်ကိုငါမွတ်ဆိုစေခြင်းကအခွင့်ပေးတော်မူ၏လူများတို့သည်သိမြင်၍ကြောက်ရွံ့သောစိတ်နှင့်ထာဝရဘုရားကိုကိုးစားကြလိမ့်မည်မာနထောင်လွှားသောသူနှင့်မိစ္ဆာတရားလမ်းသို့လွဲသောသူတို့ကိုမမိဝဲထာဝရဘုရားကိုကိုးစားသောသူသည်မင်္ဂလာရှိ၏အကျွန်ုပ်ဘုရားသခင်ထာဝရဘုရားအကျွန်ုပ်တို့အဖို့ပြုတော်မူသောအံ့ဩဖွယ်အမှုတို့နှင့်ကြံစီတော်မူသောအကြံစီတို့သည်များလာပါ၏ရှေ့တော်၌အစဉ်အတိုင်းလျှောက်ဆို၍မကုန်နိုင်ပါအကျွန်ုပ်ထုတ်ဖော်ပြောကြားမည်ဟုဆိုသောရေတွက်ရမကုန်နိုင်အောင်များလာပါ၏ကိုတော်သည်ရစ်နှစ်ပူသောတကားကိုအလိုတော်မရှိသည်ဖြစ်၍အကျွန်ုပ်နားကိုဖွင့်တော်မူပြီးမိရှို့ရာရစ်နှင့်အပြစ်ဖြေရာရစ်များကိုတောင်းတော်မမူသောအခါကျမ်းစာလိမ့်၌အကျွန်ုပ်ကိုအမှတ်ပြု၍ရေးသားသည်နှင့်အညီအကျွန်ုပ်သည်သွားပါမည်ဟုဝန်ခံပါ၏အကျွန်ုပ်၏ဘုရားသခင်ကိုတော်၏အလိုကိုဆောင်ရ၌အကျွန်ုပ်သည်အားရဝမ်းမြောက်ပါ၏ကိုတော်၏တရားသည်လည်းအကျွန်ုပ်နှလုံးထဲမှာရှိပါ၏ဖြောင့်မတ်ခြင်းတရားကိုပရိသတ်ကြီးအလယ်မှာအကျွန်ုပ်ဟောပါပြီအိုထာဝရဘုရားအကျွန်ုပ်သည်ကိုနှုတ်ကိုပိတ်၍မနေကြောင်းကိုတော်သိတော်မူ၏ဖြောင့်မတ်စွာစီရင်တော်မူခြင်းတရားကိုအကျွန်ုပ်သည်ကိုနှလုံးထဲမှာဟော၍မထားပါသစ္စာစောင့်တော်မူခြင်းတရားနှင့်ကယ်တင်တော်မူခြင်းတရားကိုဟောပြောပါပြီဂရုဏာတော်သစ္စာတော်ကိုပရိသတ်ကြီးအလယ်မှာမထိမ်မဝှက်ပါအိုထာဝရဘုရားအကျွန်ုပ်၌တနာဆုံမတော်မူခြင်းစိတ်ကိုမရှုပ်တီးပါနှင့်ဂရုဏာတော်နှင့်သစ္စာတော်သည်အကျွန်ုပ်ကိုအစဉ်ဆောက်မပါစေသောအကြောင်းမူကားအတိုင်းမသိများစွာသောဘေးဥပတ်တို့သည်အကျွန်ုပ်ကိုဝိုင်းကြပါပြီအကျွန်ုပ်မျှော်ရည်မကြည့်နိုင်အောင်ခံရသောအပြစ်တို့သည်အကျွန်ုပ်ကိုမှီကြပါပြီအကျွန်ုပ်စပင်ထက်များပြားသည်ဖြစ်၍အကျွန်ုပ်နှလုံးသည်အားလျော့ပါပြီအိုထာဝရဘုရားအကျွန်ုပ်ကိုနှုတ်ယူခြင်းကအလိုရှိတော်မူပါအိုထာဝရဘုရားအကျွန်ုပ်ကိုမဆခြင်းကအလျင်အမြန်ပြုတော်မူပါအကျွန်ုပ်အသက်ကိုတတ်ရှင်းရှာကြံသောသူအပေါင်းတို့သည်အဆက်ကွဲ၍မျက်နှာပြတ်ကြပါစေသောအကျွန်ုပ်၌အန္တရာယ်ပြုခြင်းသောသူတို့သည်တက်လန့်ခြင်းကိုခံရ၍ရှက်ကြောက်ခြင်းသို့ရောက်ကြပါစေသောအကျွန်ုပ်ကိုအေဟေအေဟေဟုဆိုသောသူတို့သည်အဆက်ကွဲခြင်းအဖြစ်မှိုင်တွေကြပါစေသောကိုတော်ကိုရှာသောသူအပေါင်းတို့သည်ကိုတော်၌ဝမ်းမြောက်ရွှင်လန်းကြပါစေသောကယ်တင်တော်မူခြင်းကျေးဇူးကိုနှစ်သက်သောသူတို့သည်ထာဝရဘုရားဘုန်းကြီးတော်မူစေတည်းဟုအစဉ်မပြတ်ပြောကြပါစေသောအကျွန်ုပ်မူကားဆင်းရဲငတ်မွတ်တော်လဲထာဝရဘုရားသည်အကျွန်ုပ်ကိုအောက်မေ့တော်မူ၏ကိုတော်သည်အကျွန်ုပ်ကိုမဆသောသူကယ်တင်တော်သူဖြစ်တော်မူ၏အကျွန်ုပ်၏ဘုရားသခင်ဆိုင်းလင့်တော်မမူပါနှင့်စာလံကျမ်းအခန်းကြီး40ပြီးပါပြီ
နှုတ်ကပတ်တော်နားထောင်သွားသောသူအရောက်စီတိုင်းဖျားသခင်သာ၍ကောင်းကြီးပေးပါစေအာမင်စာလံကျမ်းအခန်းကြီး41စာလံကျမ်းအခန်းကြီး41သည်နာမကျမ်းသူ၏ပထနာအကြောင်းဖြစ်သည်အခန်းငယ်1ဆင်းရဲသောသူကိုအောက်မေ့သောသူသည်မင်္ဂလာရှိ၏ခဲရင်သောကာလ၌ထိုသူကိုထာဝရဘုရားကယ်နှုတ်တော်မူမည်ထာဝရဘုရားသည်စောင့်မ၍အသက်ချမ်းသာပေးတော်မူသည်ဖြင့်ထိုသူသည်ပြည်တော်၌ကောင်းကြီးမင်္ဂလာကိုခံရလိမ့်မည်ထိုသူကိုရန်သူတို့အလိုသို့ကိုတော်သည်အပ်တော်မမူပါသူသည်ဖျားနာ၍တုံးလုံးနေသောအခါထာဝရဘုရားသည်ခွန်အားနှင့်ပြည့်စေမည်သူ၏အိယာပေါ်မှာနားနေစဉ်ကာလကိုတော်သည်သူ့ကိုထောက်ပင့်တော်မူမည်ငါလျှောက်ဆိုရသည်ကအိုးထာဝရဘုရားအကျွန်ုပ်ကိုတနာတော်မူပါအကျွန်ုပ်သည်ကိုတော်ကိုပြစ်မှားမိသည်ဖြစ်၍အကျွန်ုပ်၌စိတ်ဝိညာဉ်၏အနာကိုပျောက်စေတော်မူပါဟုလျှောက်ဆို၏ငါရန်သူတို့ကသူသည်တည်၍သူ၏နာမသည်အဘယ်ကာလမှတိမ်မြုပ်လိမ့်မည်နည်းဟုငါကိုမနာလို၍ဆိုတတ်ကြ၏ငါကိုကြည်လာသောသူသည်မှုသားစကားကိုပြောတတ်၏သူ၏နှလုံးသည်လည်းမကောင်းသောအကြံကိုစီးပူးသည်နှင့်ထွက်သွားသောအခါထုတ်ဖော်ပြောတတ်၏ငါကိုမုန်းသောသူအပေါင်းတို့သည်ငါကိုရံပတ်ပြု၍တယောက်နှင့်တယောက်တိုးတိုးပြောလျက်ငါကိုမကောင်းသောအကြံကိုကြံစီတတ်ကြ၏သူ၌အာဓမအမှုအရာဆွဲကပ်သည်ဖြစ်၍တခါလဲလျင်နောက်တဖန်မထရဟုဆိုကြ၏အကယ်စင်စစ်ငါယုံ၍ငါမုံကိုစားသောအဆွေခင်ပွန်းသည်ငါကိုခြေနှင့်ကြောက်သည်။အိုထာဝရဘုရားသူတို့အပြစ်ကိုအကျွန်ုပ်ဆက်ပေးနိုင်မည်အကြောင်းအကျွန်ုပ်ကိုတနာ၍ပြန်လဲထမြောက်စေတော်မူပါ။အကျွန်ုပ်၏ရန်သူသည်အကျွန်ုပ်အားမနိုင်ကြောင်းကိုထောက်၍အကျွန်ုပ်ကိုတော်မျက်နှိုးတော်မူကြောင်းသိစေပါအကျွန်ုပ်ကိုတော်၏စုံလင်ခြင်းအရာ၌မဆ၍ကာလအစဉ်ဆက်ရှေ့တော်မှနေရာပေးတော်မူလက်တံဣသရေလအမျိုး၏ဘုရားသခင်ဖြစ်သောထာဝရဘုရားသည်ကဘာအဆက်ဆက်မင်္ဂလာရှိတော်မူစေတည်းအာမင်နှင့်အာမင်စာလံကျမ်းအခန်းကြီး41ပြီးပါပြီစာလံကျမ်းအခန်းကြီး42စာလံကျမ်းအခန်းကြီး42သည်ဒုက္ခရောက်စဉ်ထာဝရဘုရားကိုတောင်းတခြင်းအကြောင်းဖြစ်သည်အခန်းငယ်1တမင်တရေသည်ရေစီးသောချောင်းကိုတောင်းတတကဲ့သို့အကျွန်ုပ်ဝိညာဉ်သည်ကိုတော်ကိုတောင်းတပါသည်ဖျားငါဝိညာဉ်သည်ဖျားသခင်ဖြစ်သောအသက်ရှင်တော်မူသောဖျားကိုငတ်လာပါ၏အဘယ်ကာလမှဖျားသခင်ထံတော်သို့ရောက်၍မျက်နှာပြရအံ့နီသူတစ်ပါးတို့ကသင်၏ဖျားသခင်သည်ဘယ်မှရှိသနည်းဟုငါကိုအစဉ်ပြောဆိုကြသဖြင့်ငါမျက်ရည်သည်နေညမပြတ်ငါစားเสียဖြစ်ရ၏ထိုအရှင်းအရာကိုငါအောက်မေ့၍နေစဉ်တွင်ငါစိတ်နှလုံးသည်ကြေကွဲလျက်ရှိ၏အကြောင်းမူကားငါသည်လူစုများနှင့်ပေါင်းဖော်လျက်ရွှင်လန်းခြင်းအတန်ထောမနာပြုခြင်းအတန်တို့ကိုပြိုင်ဆို၍ဓမ္မပွဲခံသောလူစုများနှင့်အတူဖျားသခင်၏အိမ်တော်သို့ဖြင်းညင်းစွာသွားရလေပြီ။အိုငါဝိညာဉ်တင်သည်အဘဲကြောင့်ညှိုးငယ်သည်။ငါအထဲမှအဘဲကြောင့်မငြိမ်မဝက်ရှိသည်။ဖျားသခင်ကိုမျှော်လင့်လျက်နေလော့။ငါကိုကယ်တင်တော်မူသောအရှင်ငါကိုးကွယ်သောဖျားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်းထောမနာပြုရလေအံ့သည်။အကျွန်ုပ်စိတ်ဝိညာဉ်သည်အကျွန်ုပ်ထဲမှညှိုးငယ်လျက်ရှိပါ၏။အကြောင်းမူကားယော်ဒန်မြစ်ကမ်းဟေယမုန်တောင်ရိုးမိစရကုန်းပေါ်မှာကိုတော်ကိုအကျွန်ုပ်အောက်မေ့ပါ၏ရေတကုံတော်များအတန်ပလန်နှင့်တကွာဝဲဩကားတစ်ခုကိုတစ်ခုဟစ်ခေါ်၍လှိုင်းတဘိုးတော်အပေါင်းတို့သည်အကျွန်ုပ်ကိုလွှမ်းမိုးကြပါပြီသို့တော်လည်းထာဝရဘုရားသည်နေ့အခါတနာခြင်းကျေးဇူးတော်ကိုချပေးတော်မူ၏ညအခါ၌လည်းဂုဏ်တော်ကိုသရှင်းဆိုလျက်ငါ၏အသက်သခင်ကိုပထနာပြုလျက်ငါနေ၏အကျွန်ုပ်ကိုအဘဲကြောင့်မေးလျော့တော်မူသည်။ရန်သူညှင်းဆဲနှိပ်စက်ခြင်းကိုခံရ၍အကျွန်ုပ်သည်ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက်
အဘဲကြောင့်နေရပါသည်နည်းဟုငါဤကြောက်ဖြစ်သောဖျားသခင်ကိုငါချောက်ရ၏ငါရန်သူတို့ကတင်ဤဖျားသခင်သည်အဘဲမှရှိသည်နည်းဟုငါကိုအစဉ်ပြောဆိုကြသဖြင့်ငါအယိုးတို့ကိုချိုး၍ကဲ့ရဲ့တတ်ကြ၏အိုငါဝိညာဉ်တင်သည်အဘဲကြောင့်ညှိုးငယ်သည်နည်းငါအထဲမှာအဘဲကြောင့်မငြိမ်မဝက်ရှိသည်နည်းဖျားသခင်ကိုမျှော်လင့်လျက်နေလော့ငါကိုကယ်တင်တော်မူသောအရှင်ငါကိုးကွယ်သောဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်းထောမနာပြုရလေအံ့တည်းစာလံကျမ်းအခန်းကြီး42ပြီးပါပြီစာလံကျမ်းအခန်းကြီး43စာလံကျမ်းအခန်းကြီး43သည်ကယ်လွတ်ရှင်ရဖို့ပထနာအကြောင်းဖြစ်သည်အခန်းငယ်1အိုဘုရားသခင်ကျွန်ုပ်အမှု၌တရားဆုံးဖြတ်တော်မူပါဂရုဏာမရှိသောလူမျိုးတစ်ဖက်ကနေ၍ကျွန်ုပ်အမှုကိုစောင့်တော်မူပါသစ္စာမရှိတရားသောသူ၏လက်မှကျွန်ုပ်ကိုကယ်လွတ်တော်မူပါကိုတော်သည်ကျွန်ုပ်၏ခိုလုံရာဘုရားဖြစ်တော်မူ၏ကျွန်ုပ်ကိုအဘဲကြောင့်စွန့်ပစ်တော်မူသည်။ရန်သူညှင်းဆဲနှိပ်စက်ခြင်းကိုခံရ၍ကျွန်ုပ်သည်ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက်အဘဲကြောင့်နေရပါသည်။အလင်းတော်နှင့်သစ္စာတော်ကိုစေလွတ်တော်မူပါသူတို့သည်လမ်းပြ၍တန်ရှင်းသောတောင်တော်သို့၎င်းတဲတော်သို့၎င်းကျွန်ုပ်ကိုပို့ဆောင်ပါစေသောတို့ပြုလျင်ဘုရားသခင်ရစ်ပလင်သို့၎င်းကျွန်ုပ်ဝမ်းမြောက်ရွှင်လန်းရာဘုရားသခင်ထံတော်သို့၎င်းကျွန်ုပ်သည်ရောက်လာ၍ကိုယ်တော်ကိုစောင့်တီးလျက်ချီးမွမ်းထောမနာပြုပါမည်ဖျားကျွန်ုပ်၏ဖျားအိုငါဝိညာဉ်တင်းသည်အဘဲကြောင့်ညှိုးငယ်သည်။ငါအထဲမှာအဘဲကြောင့်မငြိမ်မဝက်ရှိသည်။ဘုရားသခင်ကိုမျှော်လင့်လျက်နေလော့။ငါကိုကယ်တင်တော်မူသောအရှင်ငါကိုးကွယ်သောဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်းထောမနာပြုရလေအံ့တည်း။စာလံကျမ်းအခန်းကြီး43ပြီးပါပြီ။နှုတ်ကပတ်တော်နားထောင်သွားသောသူအရောက်စီတိုင်းဘုရားသခင်သာ၍ကောင်းကြီးပေးပါစေ။အာမင်။စာလံကျမ်းအခန်းကြီး44စာလံကျမ်းအခန်းကြီး44သည်နှိမ့်ချညှင်းဆဲခံရစဉ်ပထနာပြုခြင်းအကြောင်းဖြစ်သည်အခန်းငယ်1အိုဘုရားသခင်ရှေ့လွန်လေပြီးသောကာလတွင်ဘိုးဘေးတို့လက်ထက်၌ပြုတော်မူသောအမှုကိုသူတို့ပြော၍ကျွန်ုပ်တို့သည်ကိုယ်တိုင်ကြားရပါပြီတပါးမျိုးသားတို့ကိုလက်တော်ဖြင့်နှင်ထုတ်၍ကျွန်ုပ်တို့၏ဘိုးဘေးများကိုနေရာချတော်မူ၏တပါးမျိုးသားတို့ကိုနှိပ်စက်၍ဘိုးဘေးများကိုပြန့်ပွားစေတော်မူ၏သူတို့သည်မိမိဓာဖြင့်ထိုမြေကိုအစိုးရကြသည်မဟုတ်ပါမိမိလက်ဖြင့်မိမိကိုယ်ကိုကယ်တင်ကြသည်မဟုတ်ပါကိုတော်လိုရှိသောကြောင့်လက်ရလက်ယုံတော်နှင့်မျက်နာတော်အလင်းအဖြစ်သူတို့ကိုကယ်တင်တော်မူ၏အိုဘုရားသခင်ကိုတော်သည်ကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏ယာကုပ်အမျိုး၏ကယ်တင်ခြင်းအကြောင်းကိုစီရင်တော်မူပါကိုတော်အားဖြင့်ကျွန်ုပ်တို့သည်ရန်သူများကိုတွန်းချကြပါစေသောရန်ဘက်ပြုသောသူတို့ကိုနာမတော်အားဖြင့်နင်းရသောအခွင့်ရှိပါစေသောမိမိ၌ပါသောလေးကိုကျွန်ုပ်သည်မကိုးစားမိမိဓာသည်ကျွန်ုပ်ကိုမကယ်နိုင်ပါကိုတော်သားလျှင်ကျွန်ုပ်တို့ကိုရန်သူလက်မှကယ်လွတ်တော်မူ၏ကျွန်ုပ်တို့အားမုန်းသောသူများကိုလည်းအရှက်ကွဲစေတော်မူ၏ကျွန်ုပ်တို့သည်မရှားမလတ်ဖျားသခင်၌ဝါကြွား၍နာမတော်ကိုအစဉ်အမြဲချီးမွမ်းကြပါ၏သို့တော်လည်းကိုတော်သည်ကျွန်ုပ်တို့ကိုစွန့်ပစ်၍အရှက်ကွဲစေတော်မူပြီးကျွန်ုပ်တို့ဘိုးရှင်နှင့်အတူကြွတော်မမူပါကျွန်ုပ်တို့ကိုရန်သူရှေ့မှလှည့်ပြေးစေ၍ကျွန်ုပ်တို့ကိုမုန်းသောသူတို့အားဥစ္စာပစ္စည်းလူယူစေ၏ဟင်းလျားဖြစ်သောသူများကဲ့သို့ကျွန်ုပ်တို့ကိုအပ်လိုက်၍တပါးမျိုးသားတို့တွင်အရက်ရက်ကွဲလွင့်စေတော်မူ၏ကိုတော်၏လူများကိုအဖိုးမခံဘဲရောင်း၍ရောင်းသောအားဖြင့်စီးပွားကိုတိုးပွားစေတော်မူသည်မဟုတ်ကျွန်ုပ်တို့ကိုအိမ်နီးချင်းများကဲ့ရဲ့ရာပတ်ဝန်းကျင်လူများပြည့်ရပြု၍အဆက်ကွဲရာဖြစ်စေခြင်းကစီရင်တော်မူ၏တပါးမျိုးသားတို့သည်ကျွန်ုပ်တို့ကိုပုံခိုင်းရသောအခွင့်လူစုတို့သည်ခေါင်းကျင်းရသောအခွင့်ကိုပေးတော်မူ၏ကဲ့ရဲ့သောသူနှင့်အသေးဖြတ်သောသူ၏စကားကြောင့်၎င်းရံပတ်ပြုသောသူနှင့်လက်စားရှည်သောသူ၏မျက်နှာကြောင့်၎င်း
ကျွန်ုပ်သည်အဆက်ကွဲခြင်းအကြောင်းကိုအစဉ်မျက်မှောက်ပြုရပါ၏မျက်နှာဆက်ခြင်းအဖြစ်မိုးလျက်နေရပါ၏ထိုမြလောက်ခံရတော်လေကျွန်ုပ်တို့သည်ကိုယ်တော်ကိုမမေ့လျော့တစ္ဆာတော်ကိုမဖြတ်ကြပါစိတ်နှလုံးသည်နောက်သို့မဆုတ်တရားသောလမ်းမှလွဲ၍မသွားကြပါကိုယ်တော်မူကားမြေခွေးနေရာအရက်မှာကျွန်ုပ်တို့ကိုချိုးဖဲ့ကြည်မွ၍တည်ခြင်းအရေးနှင့်ဖုံးလွှမ်းတော်မူ၏ကျွန်ုပ်တို့သည်ကိုဖျားသခင်၏နာမတော်ကိုမေ့လျော့၍တပါးမျိုး၏ဖျားထံသို့လက်ကိုဆန့်သည်မှန်လျင်နှလုံး၌ဝှက်ထားသောအရာများကိုဖျားသခင်သိတော်မူသည်ဖြစ်၍ထိုအမှုကိုမစစ်ဘဲနေတော်မူမည်လောအကယ်စင်စစ်ကိုတော်အတွက်ကျွန်ုပ်တို့သည်အစင်မပြတ်အသေးသက်ရှင်ကိုခံရကြပါ၏တတ်ဖို့ရထားသောသူကဲ့သို့ကျွန်ုပ်တို့ကိုသူတစ်ပါးမှတ်တတ်ကြပါ၏အိုဖျားရှင်နိုးတော်မူပါအဘဲကြောင့်ကျိန်းဆက်တော်မူသည်နီထတော်မူပါကျွန်ုပ်ကိုအစဉ်စွန့်ပစ်တော်မမူပါနှင့်ကျွန်ုပ်တို့ခံရသောနှိမ့်ချခြင်းနှင့်ညှင်းဆဲခြင်းကိုမျက်နှာတော်လွှဲ၍အဘဲကြောင့်မေးလျော့တော်မူသည်နီကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည်မြေတိုင်အောင်နှိမ့်ချခြင်းကိုခံရ၍ရင်ပတ်လည်မြေ၌ကပ်လျက်ရှိပါ၏ကျွန်ုပ်တို့ကိုမဆာတော်ဖျားထတော်မူပါဂရုဏာတော်နှင့်အညီရွေးနှုတ်တော်မူပါစာလံကျမ်းအခန်း44ပြီးပါပြီစာလံကျမ်းအခန်း45စာလံကျမ်းအခန်း45သည်ရှင်ဘုရင်၏ထိမ်းများမင်္ဂလာ၌တည်ဆိုရန်စာလံအကြောင်းဖြစ်သည်အခန်းငယ်1ငါစိတ်နှလုံးသည်မင်္ဂလာစကားနှင့်ပွက်ထားလျက်ရှိ၍ငါစီရင်သောအရာကိုရှင်ဘုရင်ရှေ့တော်၌မွတ်ဆိုပေအံ့ငါချာသည်လည်းလိမ္မာကျွမ်းကျင်သောစီရေး၏ကညစ်ဖြစ်ရ၏ကိုတော်သည်လူမျိုးထက်အစင်းလှပါ၏နှုတ်တော်သည်ကျေးဇူးစကားနှင့်ပြည့်စုံပါ၏ထို့ကြောင့်ဘုရားသခင်သည်ကိုတော်ကိုအစဉ်အမြဲကောင်းကြီးပေးတော်မူ၏တကိုးကြီးသောအရှင်ဘုံအသေးတော်ဖြစ်သောကိုတော်၏ဓာတ်ကိုပေါင်တော်၌စီးတော်မူပါတစ္ဆာတရားနူးညံ့ခြင်းတရားဖြောင့်မတ်ခြင်းတရားကြောင့်အသေးတော်ထင်ရှားလျက်အောင်မြင်၍စီးသွားတော်မူပါလက်ရလက်တော်လည်းကြောက်မက်ဖွယ်သောအရာကိုကိုတော်အားပြပါလိမ့်မည်ရှင်ဘုရင်ရန်သူတို့နှလုံးထဲမှာမြားတော်တို့သည်ထက်သည်ဖြစ်၍လူတို့သည်ခြေတော်အောက်၌လဲကြပါ၏အိုဖျားသခင်ကိုတော်၏ပလင်သည်နေဆထာဝရပလင်ဖြစ်ပါ၏ကိုတော်၏နိုင်ငံသည်တရားသဖြင့်စီရင်သောနိုင်ငံဖြစ်ပါ၏ကိုတော်သည်ဖြောင့်မတ်ခြင်းတရားကိုနှစ်သက်၍မတရားသောအမှုကိုမုန်းတော်မူ၏ထို့ကြောင့်အိုဖျားသခင်ကိုတော်၏ဖျားသခင်သည်ကိုတော်၏အပေါင်းဖော်တို့ထက်ကိုတော်ကိုချီးမြှောက်၍ဝမ်းမြောက်ခြင်းစီနှင့်ဗိသိက်ပေးတော်မူပြီးစင်ဆွယ်ပုံဗိမာန်ထဲကထုတ်သောအဝတ်တစားရှိသမျှတို့သည်မူရန်အကျော်တစ်ကြဘိုးအမွှေးနှင့်ပြည့်စုံ၍နှစ်သက်တော်မူဖွယ်ဖြစ်ကြပါ၏အပြည်ပြည်သောမင်းသမီးတို့သည်မောင်းမမိတံအဝင်ဖြစ်၍လက်ရဘက်မှအော်ဖိယရွှေတစားဆင်သောမြောက်သားတော်နေရာဖြစ်ပါ၏ငါသမီးနားထောင်လော့စင်ကြင်၍နာယူလော့ကိုအမျိုးသားချင်းနှင့်ကိုအဘ၏အိမ်ကိုမေ့လျော့လော့တို့ပြုလျင်တင်လှသောအစင်းကိုရှင်ဘုရင်သည်နှစ်လိုစုံမတ်တော်မူမည်သူသည်တင်၏အရှင်ဖြစ်သောကြောင့်သူ့ကိုကိုးကွယ်လော့တူတို့မင်းကြီးမှစ၍လူစုတွင်ဥစ္စာရတတ်သောသူတို့သည်လည်းလက်ဆောင်ပနာပါလျက်တင့်ကိုဖြောင်းဖျားရကြလိမ့်မည်ရှင်ဘုရင်သမီးတော်သည်အတွင်း၌ဂုံအတရေတက်တက်ရှိ၏ရွှေဖြစ်စီရှဲသောအဝတ်တစားကိုဆင်၏ဇာနှင့်ကာလျက်ရှင်ဘုရင်ထံသို့ဆောင်ခဲ့ရ၏နောက်လိုက်သောအပေါင်းအဖော်အပြိုတော်များကိုလည်းကိုတော်ထံသို့တွင်းရလိမ့်မည်ဝမ်းမြောက်ရွှင်လန်းသောအချင်းအရာနှင့်ဆောင်ခဲ့၍ရှင်ဘုရင်၏နန်းတော်သို့ဝင်ရကြလိမ့်မည်ကိုတော်၏အဘများကိုစားတားများကိုရ၍မြေကြီးတစ်ပြင်လုံးတွင်မင်းအရာ၌ခန့်ထားတော်မူလိမ့်မည်အကျွန်ုပ်သည်ကိုတော်၏နာမကိုလူမျိုးအစဉ်အဆက်အောက်မေ့ကြော်စောစေသဖြင့်လူမျိုးတို့တွင်ကဘာအဆက်ဆက်ကိုတော်ကိုချီးမွမ်းကြလက်တံ့တည်းစာလံကျမ်းအခန်း45ပြီးပါပြီစာလံကျမ်းအခန်း46စာလံကျမ်းအခန်း46သည်ကျွန်ုပ်တို့ခိုလုံရာထာဝရဘုရားအခန်းငယ်1ဘုရားသခင်သည်ငါတို့ခိုလုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏ဘေးရောက်သည့်ကာလအထူးသဖြင့်
ကူမတော်မူကြောင်းထင်ရှားလျက်ရှိ၏ထိုကြောင့်ပထဝီမြေကြီးသည်ရွေ့သွား၍တောင်များတုန်လှုပ်လျက်သမုဒ္ဒရာကိုကြတော့လဲငါတို့သည်ကြောက်လန့်ခြင်းမရှိသမုဒ္ဒရာရေသည်ဟုံဟုံမြည်၍မှွေနောက်ပါလေစေလှိုင်းတဘိုးထားသဖြင့်တောင်များတုန်လှုပ်ပါလေစေမြစ်တစ်မြစ်ရှိသေး၏ထိုမြစ်သည်စီး၍ဖျားသခင်၏မြို့တီးဟုသောအမြင့်ဆုံးသောဖျားကျင်းဝတ်တော်မူရာတန့်ရှင်းသောမြို့တော်ကိုရှင်လန်းစေတတ်၏ထိုမြို့သည်ဖျားသခင်ကျင်းဝတ်တော်မူရာဖြစ်၍တုန်လှုပ်ခြင်းမရှိရာမိုးတောက်လင်းစဉ်ဖျားသခင်ကူမတော်မူလိမ့်မည်လူမျိုးတို့သည်ဟုံဟုံမိကြ၏တိုင်းနိုင်ငံတို့သည်လှုပ်ရှားကြ၏ဗျာဒိတ်တန်ကိုလွှင့်တော်မူ၍မြေကြီးသည်အယေဖြစ်လေ၏ကောင်းကင်ဘိုးရှင်ရှင်ထာဝရဘုရားသည်ငါတို့နှင့်တူရှိတော်မူ၏ယာကုပ်အမျိုး၏ဘုရားသခင်သည်ငါတို့ခိုလှုံရာဖြစ်တော်မူ၏ထာဝရဘုရားစီရင်ပြုပြင်၍မြေကြီးပေါ်မှတုတ်တင်ပယ်ရှင်းခြင်းအမှုတော်များကိုလာ၍ကြည့်ရှုကြလော့လေးကိုချိုးလျက်လှံကိုအပိုင်းပိုင်းဖြတ်လျက်ယထာကိုမိရှို့လျက်မြေကြီးစွန်းတိုင်အောင်စစ်မှုကိုငြိမ်းစေတော်မူ၏ငြိမ်ဝှက်လျက်နေကြလော့ငါကဖျားသခင်ဖြစ်သည်ဟုသိမှတ်ကြလော့လူမျိုးတို့တွင်ငါသည်ဘုံပွင့်မည်မြေကြီးပေါ်မှာဘုံပွင့်မည်ကောင်းကင်ဘိုးကြီးအရှင်ထာဝရဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၏ယာကုပ်၏ဘုရားသခင်သည်ငါတို့ခိုလှုံရာဖြစ်တော်မူ၏စာလံကျမ်းအခန်း46ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူအရောက်စီတိုင်းဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်စာလံကျမ်းအခန်း40ခွန်စာလံကျမ်းအခန်း40ခွန်သည်ဘုရင်တကာတို့၏ဘုရင်အကြောင်းဖြစ်သည်အခန်းငယ်1လူမျိုးအပေါင်းတို့လက်ခုပ်တီးကြလော့ဘုရားသခင်ထံသို့အောင်တန်ကိုလွှင့်၍ကြွေးကြော်ကြလော့အကြောင်းမူကားအမြင့်ဆုံးသောထာဝရဘုရားသည်ကြောက်မက်ဖွယ်သောဘုရားမြေကြီးတစ်ပြင်လုံးကိုအစိုးရသောမဟာမင်းကြီးဖြစ်တော်မူ၏လူစုတို့ကိုငါတို့အောက်၌၎င်းလူမျိုးတို့ကိုငါတို့ရှေ့အောက်၌၎င်းနှိမ့်ချတော်မူ၏ချစ်တော်မူသောယာကုပ်၏ဘုန်းဖြစ်သောငါတို့အမွေကိုငါတို့အဖို့ရွေးပေးတော်မူ၏ကြွေးကြော်ခြင်းအသံနှင့်ဘုရားသခင်တတ်တော်မူ၏တဘိုးမုတ်ရှင်အသံနှင့်ထာဝရဘုရားတတ်တော်မူ၏ဘုရားသခင်ကိုချီးမွမ်း၍သခြင်းဆိုကြလော့သခြင်းဆိုကြလော့ငါတို့၏ရှင်ဘုရင်ကိုချီးမွမ်း၍သခြင်းဆိုကြလော့သခြင်းဆိုကြလော့အကြောင်းမူကားဘုရားသခင်သည်မြေကြီးတစ်ပြင်လုံးကိုအစိုးရသောမင်းဖြစ်တော်မူ၏ချီးမွမ်းခြင်းထောမနာသခြင်းကိုဆိုကြလော့ဘုရားသခင်သည်လူမျိုးတို့တွင်စိုးစံတော်မူ၏ဘုရားသခင်သည်တန့်ရှင်းသောပလင်တော်ပေါ်မှထိုင်တော်မူ၏လူမျိုးတို့၏အကြီးအကဲတို့သည်အာဗြဟံကိုကိုးကွယ်သောဘုရားသခင်၏လူမျိုးထံမှစုဝေးလျက်ရှိကြ၏အကြောင်းမူကားမြေကြီးတစ်ပြင်လုံးများကိုဘုရားသခင်ပိုင်တော်မူ၏အထူးသဖြင့်ချီးမြှောက်ခြင်းရှိတော်မူ၏စာလံကျမ်းအခန်း40ခွန်ပြီးပါပြီစာလံကျမ်းအခန်း48စာလံကျမ်းအခန်း48သည်ထာဝရဘုရား၏ဇိအုန်မျိုးဖြစ်သည်အခန်းငယ်1ထာဝရဘုရားသည်ကြီးမြတ်တော်မူ၏တန်ရှင်းသောတောင်ပေါ်ငါတို့ဘုရားသခင်၏မြို့တော်တွင်အထူးသဖြင့်ထောမနာသခြင်းကိုခံထိုက်တော်မူ၏မြေကြီးတစ်ပြင်လုံးရှင်လန်းရာဇိအုန်တောင်ထိပ်သည်အစင်းလှပေ၏မြောက်ဘက်မျက်နှာ၌မဟာမင်းကြီး၏မြို့တော်သည်တည်၏ထိုမြို့၏ဘုံဗိမာန်တို့တွင်ဘုရားသခင်၌ခိုလှုံရသည်ကိုသိရ၏ရှင်ဘုရင်တို့သည်စုဝေး၍အတူလျှောက်သွားကြ၏မြင်သောအခါမှိုင်တွေ၍ထိတ်လန့်လျက်ပြေးကြ၏ထိုအရက်၌သူတို့သည်ကြောက်လန့်ခြင်းသို့ရောက်၍တားဖွာသောမိန်းမခံရတကယ်သို့ဝေဒနာရှိကြ၏တာချူသင်္ဘောတို့ကိုချိုးဖျက်သောအရှိလေနှင့်တွေ့တကယ်သို့ဖြစ်ကြ၏ငါတို့ကြားဘူးသည့်အတိုင်းကောင်းကင်ဘုရားအရှင်ထာဝရဘုရား၏မြို့ငါတို့ဘုရားသခင်၏မြို့တော်၌တွေ့မြင်ရကြ၏ဘုရားသခင်သည်မြို့တော်ကိုအစဉ်အမြဲတည်စေတော်မူ၏အိုဘုရားသခင်ကျွန်ုပ်တို့သည်ဗိမာန်တော်ထဲမှဂရုဏာတော်ကိုအောက်မေ့ကြပါ၏အိုဘုရားသခင်နာမတော်သည်မြေကြီးစွန်းတိုင်အောင်ပြန့်နှံ့သည့်ဤတူဂုဏ်တရေတော်သည်လည်းပြန့်နှံ့လျက်ရှိ၏လက်ရလက်တော်သည်ဖြောင့်မတ်ခြင်းတရားနှင့်ပြေဝလျက်ရှိပါ၏တရားစီရင်တော်မူချက်များကြောင့်ဇီးအုံတောင်သည်ဝမ်းမြောက်၍ယူဒအမျိုးသမီးတို့သည်ရှင်လန်းကြပါ၏သားမြေတို့အားပြောကြမည်အကြောင်းဇီးအုံမြို့ကိုပက်ပက်လေ၍ပ
ပြအိုးတို့ကိုရည်တွက်ကြလော့ရင်သားတို့ကိုမှတ်၍ဘုံဗိမ္မာန်များကိုလည်းရည်တွက်ဆင်ခြင်ကြလော့အကြောင်းမူကားထိုဘုရားသခင်သည်ကာလအစဉ်မြဲငါတို့၏ဘုရားဖြစ်တော်မူ၏တေတိကာလတိုင်အောင်ငါတို့ကိုပို့ဆောင်တော်မူလက်တံ့တည်းစာလံကျမ်းအခန်း48ပြီးပါပြီစာလံကျမ်းအခန်း49စာလံကျမ်းအခန်း49သည်စီးစိမ်ဂုံတရေသည်သင်္ခါရဖြစ်သည်အခန်းငယ်1လူများအပေါင်းတို့ကြားကြလော့ခတ်သိမ်းသောလောကသားအယုတ်အမြတ်ကြွယ်ဝသောသူဆင်းရဲသောသူတို့တညီတညွတ်တဲ့နားထောင်ကြလော့ငါသည်ပညာကိုမွတ်ဆိုမီငါနှလုံးသည်ဉာဏ်နှင့်ဆိုင်သောအရာကိုဆင်ခြင်မီပုံစကားတို့ကိုနားကိုလှဲ့လျက်နက်နဲသောအရာကိုစောင့်တည့်ဖွင့်ပြပေအံ့ခဲယေဆိုးသောကာလ၌ငါ၏အရာကိုလူယူခြင်းသောသူတို့၏ဒုစရိုက်သည်ငါကိုဝိုင်းတော်လေငါသည်အဘဲကြောင့်ကြောက်ရမည်နီထိုသူတို့သည်ကိုယ်ဥစ္စာကိုကိုးစား၍ကိုယ်စည်းစိမ်များသောကြောင့်ဝါကြွားတော်လေမိမိညီအကိုကိုအဘယ်သူမျှအလင်းမရွေးနိုင်ရွေးရန်အဖိုးကိုဘုရားသခင်၌မပေးနိုင်သူတို့အသက်ဝိညာဉ်၏ရွေးရန်အဖို့ကြီးလာပေ၏တို့ဖြစ်၍အစဉ်ရှုံးလျက်နေရမည်ရွေးလျင်အစဉ်အမြဲအသက်ရှင်ရာ၏ပုပ်ဆက်ခြင်းသို့မရောက်ရထင်ရှားသောအရာဟုမူကားပညာရှိသောသူတို့သည်တည်တတ်ကြ၏ထို့အတူမိုက်သောသူနှင့်တိရစ္ဆာန်သဘောရှိသောသူတို့သည်ပျက်စီးခြင်းသို့ရောက်၍မိမိဥစ္စာကိုသူတစ်ပါးတို့၌ချန်ထားကြ၏မိမိတို့အိမ်သည်ထာဝရဖြစ်လိမ့်မည်မိမိတို့နေရာလည်းလူမျိုးအစဉ်ဆက်တည်လိမ့်မည်မိမိတို့နာမသည်မြေပေါ်မှာကြော်စောလိမ့်မည်ဟုသူတို့စိတ်ထင်ရှိကြ၏တို့ရာတွင်လူသည်ဂုံစည်းစိမ်အသရေ၌မတည်ပျက်စီးခြင်းသို့ရောက်တတ်သောတိရစ္ဆာန်နှင့်တူ၏ထို့သို့ပြုမှုခြင်းအရာသည်သူတို့၏ကိုးစားရာဖြစ်၍သူတို့သားမြေးတို့သည်သူတို့စကားကိုနှစ်သက်တတ်၏ထိုသူတို့ကိုတိုးများကဲ့သို့မရဏနိုင်ငံ၌ချထား၍တေမင်းစားလိမ့်မည်ကာလမကြာမမြင့်မီဖြောင့်မတ်သောသူတို့သည်အုပ်ဆိုးရကြလိမ့်မည်သူတို့၏ကိုယ်ခန္ဓာသည်ဖောက်ပြန်ဖို့ရာဖြစ်၏မရဏနိုင်ငံသည်သူတို့၏နေရာဖြစ်၏ငါကိုမူကားဖျားသခင်သိမ်းတော်မူသောကြောင့်ငါ၏ဝိညာဉ်ကိုမရဏနိုင်ငံတကူမှရွေးတော်မူမည်သူတစ်ပါးသည်ဥစ္စာကြွယ်ဝ၍အိမ်၏ဂုံတရေတိုးပွားသောအခါတင်သည်မစိုးရိမ်နှင့်ထိုသူသည်တည်သောအခါအဘယ်ဥစ္စာများမပါရသူ၏ဂုံတရေသည်သူ့နောက်သို့မဆင်းသက်ရထိုသူသည်အသက်ရှင်စဉ်အခါမိမိဝိညာဉ်ကိုကောင်းချီးပေးတတ်၏မိမိအကျိုးကိုပြုစုသောအခါသူတစ်ပါးတို့သည်ချီးမွမ်းတတ်ကြ၏သို့တော်လည်းသူသည်သူ၏ဘိုးဘေးမျိုးရှိရာသို့တွားရလိမ့်မည်ကာလအစဉ်အဆက်သူတို့သည်အလင်းကိုမမြင်ရကြဂုံတရေနှင့်ပြည့်စုံလျက်ပညာသတိမရှိသောသူသည်ကပျက်စီးခြင်းသို့ရောက်တတ်သောတိရစ္ဆာန်နှင့်တူ၏စာလံကျမ်းအခန်း49ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူအရောက်စီတိုင်းဖျားသခင်သာ၍ကောင်းချီးပေးပါစေအာမင်စာလံကျမ်းအခန်း50စာလံကျမ်းအခန်း50သည်ဖြောင့်မတ်သူနှင့်မတရားသူတို့အားစီရင်ပိုင်သူအကြောင်းဖြစ်သည်အခန်းငယ်1တကိုးကြီးသောဘုရားသခင်တည်းဟူသောထာဝရဘုရားသည်ဗျာဒိတ်တော်ပေးတော်မူ၏နေထွက်ရာမှသည်နေဝင်တိုင်အောင်မြေကြီးကိုခေါ်တော်မူ၏အသရေတင့်တယ်ခြင်းပြည့်စုံရာစီးအောင်တောင်ပေါ်မှာဘုရားသခင်၏ရောင်ကြီးတော်သည်ထွန်းပ၏ငါတို့၏ဘုရားသခင်ကြွလာတော်မူ၏တိတ်ဆိတ်စွာနေတော်မမူခြေတော်၌မီးလောင်လျက်ပတ်ဝန်းကျင်၌မိုးတက်မုန်တိုင်းပြင်းပြလျက်ရှိ၏မိမိလူတို့ကိုစစ်ကြောစီရင်ခြင်းအလို့ငါအထက်ကောင်းကင်ကို၎င်းမြေကြီးကို၎င်းခေါ်တော်မူလျက်ရစ်ပူဇော်သောအားဖြင့်ငါနှင့်ပရိညင်ဖွဲ့သောငါ၏တန့်ရှင်းသူတို့ကိုငါထံသို့စုဝေးကြစေဟုမိန့်တော်မူ၏ဘုရားသခင်သည်ကိုယ်တော်တိုင်တရားဆုံးဖြတ်တော်မူသည်ဖြစ်၍ဖြောင့်မတ်တော်မူခြင်းအကြောင်းကိုကောင်းကင်သို့ထင်ရှားစွာပြကြလိမ့်မည်ငါ၏လူများတို့နားထောင်ကြငါပြောမည်အိုဣသရေလအမျိုးတင်းတစ်ဖက်၌ငါတသက်ခံမည်ငါသည်ဘုရားသခင်ဖြစ်၏တင်ဤဖျားသခင်ဖြစ်၏မိရှို့သောရစ်မှဆ၍ရစ်ပူဇော်ခြင်းအမျိုးမျိုးအတွက်ငါသည်တင်၌အပြစ်မတင်ထိုရစ်တို့သည်ငါရှေ့မှအစဉ်ရှိကြ၏တင်းအိမ်ထဲကနွားကို၎င်းတင်းခြံထဲကစိတ်ထီးကို၎င်းငါမခံယူတောတိရစ္ဆာန်ရှိသမျှတို့နှင့်တထောင်သောတောင်ပေါ်မှရှိသောတိရစ္ဆာန်တို့သည်
ငါ၏ဥစ္စာဖြစ်ကြ၏တောင်ပေါ်မှနေတတ်သောငှက်အပေါင်းတို့ကိုငါသိ၏တောသားရဲတို့သည်ငါ၌ရှိကြ၏ငါသည်ငတ်မွတ်လျင်တင့်ကိုမပြောလောကဓာတ်နှင့်လောကဥစ္စာသည်ငါ၏ဥစ္စာဖြစ်၏နွားသားကိုငါစားမည်လောစိတ်အသွေးကိုငါတောက်မည်လောကျေးဇူးရှိမွမ်းခြင်းကိုဘုရားသခင်အားပူဇော်လောတစ္ဆာဂရိထားသည့်အတိုင်းအမြင့်ဆုံးသောဘုရား၌တစ္ဆာဝတ်ကိုဖြေလောအမှုရောက်သည့်ကာလ၌ငါ့ကိုပတနာပြုလော့ငါသည်ကယ်လွတ်မည်တင်သည်လည်းငါ့ကိုချီးမွမ်းလိမ့်မည်ဟုမိန့်တော်မူ၏မတရားသောသူတို့ကတင်သည်ငါ၏အထုံးအဖွဲ့တို့ကိုပြောကြား၍ငါ၏ဗရေညင်တရားကိုမွတ်ဆိုခြင်းကအဘယ်သို့ဆိုင်သနည်းဆုံးမတုံသင်ခြင်းကိုတင်သည်မုန်း၍ငါစကားကိုတင်းနောက်၌ပစ်ထားပါသည်တကားတင်သည်တခိုးကိုမြင်လျင်သူနှင့်တူတတ်၏သူများကိုပြစ်မှားသောသူတို့နှင့်ဆက်ဆံတတ်၏တင်၏နှုတ်ကိုဒူးစရိုက်နှင့်အနှံ့၍တင်၏ရှာဖြင့်မှုသားကိုစီရင်တတ်၏တင်သည်ထိုင်လျက်ကိုယ်အညီကိုဆန့်ကျင်ဘက်ပြု၍ပြောဆိုတတ်၏ကိုယ်အမိသားကိုဆဲရစ်တတ်၏ထိုတို့ချင်း၍ငါသည်တိတ်ဆိတ်စွာနေသောကြောင့်ငါကိုတင်နှင့်တူသည်ဟုထင်လေပြီတကားတင်၏အပြစ်ကိုငါဖော်ပြ၍တင်မျက်မှောက်၌ခင်းထားမည်ဘုရားသခင်ကိုမေ့လျော့သောသူတို့ဤအမှုကိုဆင်ခြင်ကြလော့သို့မဟုတ်တင်တို့ကိုကယ်နှုတ်သောသူမရှိငါသည်အပိုင်းပိုင်းဆွဲဖြတ်မည်ကျေးဇူးရှိမွမ်းခြင်းကိုပူဇော်သောသူသည်ငါ၏ဘုန်းကိုထင်ရှားစေသောသူဖြစ်၏မိမိသွားသောလမ်းကိုဆင်ခြင်သောသူအားလည်းကယ်တင်တော်မူခြင်းကျေးဇူးကိုငါပြမည်ဟုဘုရားသခင်မိန့်တော်မူ၏စာလံကျမ်းအခန်း50ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူအရောက်စီတိုင်းဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်